ကတော့လိုက်ကတ်နေတဲ့ကောင်မလေးပဲဖြစ်ပါတယ်ခုက shopping mall ပွားဟင်း shopping mall တစ်ခုကိုရောက်နေရှေ့ကိုပြလိုက်ရင်ကျွန်တော်ရှေ့ရေးပဲရှေ့ကိုတစ်ချိန်ရိုက်ပြလာပါခုယူရင်းကွာဘာတိုက်ရမလို့အဲ့တော့ဒီနေ့ကတော့ပြန်မဲ့နေ့ပေါ့နော်ပြန်မဲ့နေ့ဆိုတော့ပြင်မှုပစ္စည်းတွေဘာညာသိမ့်မယ်သိမ့်ရင်ပြန်မှုလုပ်ပါမယ်ဟိုတယ်က12ဆိုချက်ကောက်ဆိုတော့လုံးလိုက်ပါဦးမယ်ခင်ဗျဒီကမနေ့ကတောင်မြင်မြင်ရသေးတယ်ဟိုမှာပေါ်ထိတက်နေပြီလိုက်ပြbreakfast စားရနေရ breakfast ကမမီလိုက်ချီဖူရယူကိုရှေးခူအကိုလေးမစားရဟာမလား jellyfish ဒီမှာဒီကိုရှေးကအကူကြီးထိတက်လာဒီမှာကိုယ်ဟိုတယ်ဒီမှာဆိုရေကဒီလောက်ထိရောက်လာဟုတ်ကိုဟာရှင်လို့ဟမ်ဟာတာငှားခြင်းလို့အဲ့တော့ဟိုအပြည့်ကျိုးတာဒီခါကတော့ဒီလိုကုန်းနဲ့ယူကျင်ကြောင်လုံးနေရဒီပုံကနေဖြူထိုင်ကြည့်ရှဲပဲဟိုမှာအခန်းပြန်ပြီးတော့အထုပ်တွေတခြားဆက်လိုက်ပါအောင်မယ်ရှင်ပြီးမှနေ့လေသာမှာပြန်တွေ့မယ်ဟိုမှာပါဘလော့ပိုက်ရှင်ကိုကြီးထိုင်နေပါဘောနော်ခုက shopping mall ပွားဟင်း shopping mall တစ်ခုကိုရောက်နေအဲ့မှာလိုချင်တဲ့ဟာလေးရှိလို့ဒါဝယ်ရှိမလားလို့လာကြည့်တာပါဘယ်နားမှာဘလို့ရှာမလဲတော့မသိဘူးဘလို့ဖြစ်အဲ့တော့ရှာလိုက်ပါဦးမယ်အားလေးဆိုတော့ယူနီကလိုပါဝိုင်းထီကိုယူနီကလိုလာဝယ်တဲ့ကိုကြီးနဲ့လာဝယ်တာပါdiscount ချနေပြီbonနားလေအခုပြန်လာပြီလိုချင်တာကုံသွားလို့လိုချင်တာကုန်သွားပါပြီဗျာစိတ်ညစ်ပါပါပြီဘလို့ပါပဲဘဝကုံလိုက်ဝယ် let's go ဆိုတော့ကုံလိုက်နဲ့ရှိလားကုံသွားပြီခုကတော့နေ့လေသာစားမှာပေါ့နော်နေ့လေသာခွာရင်မှနာမည်ကြီးတဲ့ကိုမတ်တဲ့အဲ့မှာစားမှာပါဒီဆိုင်မှာပါဟ
မီနူးလေးပါ ပြီးတော့လေဘူးဟာနေနေခုကျန်တယ်ကြည့်ရ အဲ့နာမည်ကြီးပါလေ ဆုံးနေကြောအဲအရွက်ထဲမှာဒီပစ္စည်းလေးတွေထုတ်ပြီးစားရတာပြောတာရရနောက်ရွက်ဒီနည်းနည်းထည့်ပြီးစားပေါ့ထည့်ပြီးတော့တစ်မျိုးချင်းစားတယ်ဖွဲ့လေးတော့တော့ဟောလာအဲဟိုစားရတာ တော့ပြန်ပေးခဲ့တယ်အဲ့ဒါချင်းနေ ယူနေအောင်အခုခေတ်စားနေတဲ့ကဖေးကိုသွားမှာဖြစ်တယ်ဦးလေးနဲ့ ဦးလေးနဲ့တူမနေတာမကြည့်အောင်ဟဲ့တဲ့လာ ဘာညာဒါတော့ photo spot လေးပါအရှိကိုပြလိုက်ရင်ကျွန်တော်ရဲ့ရှေ့ရေးပဲအရှိကိုတစ်ချက်ရိုက်ပြမယ်ဒါကိုလေးရှေ့ရေးပဲ သုံးရှိနော် အဆုံးမရှိဘူးဒါကျွန်တော်ရဲ့ rubber လေး ဒါမှမဟုတ်ဖက်က rubber ရဲ့ဒီမှာ rubber ဒီမှာ hug ကတော့ rocker တယောက်ကြံသေးတယ် rocker တယောက်ကြံသေးတယ် EAC ကနေရဖို့ကောက်တယ်ဖက်ချင်တယ်လာပြီးတော့အဲ့လိုက် တောက်ကြည့်မင်းသွားလို့သွားတိုက်ကြမလို့အဲ့တောက်ပြီနားပါငါဖုန်းကြွေးနေတာကွာ Sorry. ခီးစဉ်လေးကပြီးဆုံးသွားပါပြီ။ဟွာဟင်းခီးစဉ်လေးကအိမ်ပြန်ပြီးတော့နားပါတော့ခင်ဗျာ။ Bye. See you next video.